အဖိုးအိုတယောက်ဟာပေကျိုးတစ်ချောင်းကိုထုတ်ပြီးမိန်းကလေးရဲ့အရက်ကိုစတင်တိုင်းတာနေပါတယ်သူတို့နှစ်ဦးဟာမိန်းကလေးအသက်16နှစ်ပြည့်တာနဲ့လက်ထပ်ဖို့သဘောတူထားကြတာပါအဖိုးအိုဟာအဲ့ဒီနေ့ရက်ကိုအသေးအတန်စောင့်မျှော်နေခဲ့တာ10နှစ်တောင်ရှိခဲ့ပါပြီမိန်းကလေးကလည်းဒီပတ်သက်မှုကိုသဘောတူထားခဲ့တာပါအဖိုးအိုဟာသူမထွက်ပြေးသွားမှာကိုအမြဲကြောက်နေတာကြောင့်ညဘက်အိပ်ရင်တော့သူမရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားမှစိတ်အေးလက်အေးအိပ်ပျော်နိုင်ပါတယ်သူတို့နှစ်ဦးဟာလှေတစ်စီးပေါ်မှာအတူနေထိုင်ကြပြီးတဦးကိုတဦးမိခိုနေကြတာပါအဖိုးအိုဟာသူမအပေါ်မလျှော်မကန်တာမျိုးဘယ်တော့မှမလုပ်ပေမဲ့သူမကိုလှေပေါ်ကနေပြေးမထွက်တာတော့အမှန်ပဲဖြစ်ပါတယ်မင်္ဂလာဆောင်ရက်ကနီးကပ်လာတာနဲ့အမျှအဖိုးအိုဟာဈေးကိုနေတိုင်းသွားပြီးမင်္ဂလာဆောင်ဝတ်စုံကအစားအနီရောင်ဖက်နှက်လေးတွေအထိပစ္စည်းကြီးအသေးမကျန်ဝယ်ယူပြီးဘီရိုထဲမှာစုဆောင်းထားပါတယ်သူ့ရဲ့ပျော်ရွှင်မှုတွေကြားမှာကြောက်ရွံ့မှုတွေလည်းကိန်းအောင်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကောလိပ်ကျောင်းသားတစ်ယောက်ရောက်လာပြီးအခြေအနေတွေစတင်ပြောင်းလဲသွားပါတော့တယ်အဖိုးအိုဟာလူတွေကိုငါးဖမ်းခွက်တွေလိုက်ပြပြီးအသက်မွေးဝမ်းကြောင်းပြုသူပါတနေ့မှသူဧည့်သည်တွေနဲ့အတူပြန်လာတဲ့အခါမိန်းကလေးဟာအဲ့ဒီကောလိပ်ကျောင်းသားလေးကိုမြင်သွားပါတယ်သူမရဲ့မျက်လုံးတွေထဲမှာနူးညံ့မှုတွေရှိလာတယ်ပုံမှန်ဆိုရင်သူမဟာဧည့်သည်တွေကိုစကားတော်မပြောတတ်ပေမဲ့ဒီတစ်ခါတော့သူမကပဲစတင်နှုတ်ဆက်ခဲ့ပါတယ်သူမဟာကောင်လေးရဲ့နှစ်ချက်ကိုယူပြီးသူမနားမှာတက်လိုက်ပါတယ်ကောင်လေးရဲ့တရှိမှုဟာမိန်းကလေးကိုဆွဲဆောင်သွားခဲ့ပုံပါပဲဒါကိုအဖိုးအိုကသတိထားမိသွားပါတယ်သူကဒေါသကြီးနဲ့နှစ်ချက်ကိုဆွဲဖြုတ်ပြီးမိန်းကလေးကိုအတင်းခေါ်သွားပါတော့တယ်သူ့အတွက်တော့ဒီမိန်းကလေးဟာသူ့ရဲ့အနာဂတ်တို့သမီးလောက်မှာတခြားဘသူကမှသူမကိုထိတွေ့ခွင့်မပေးနိုင်ပါဘူးနောက်တစ်နေ့မှာအဖိုးအိုကကောင်လေးကိုလှေပေါ်ကနေချပေးလိုက်ပါတယ်ကောင်လေးထွက်သွားတဲ့အခါမိန်းကလေးကိုနှစ်ချက်လေးတိတ်တဆိတ်ပေးခဲ့ပါတယ်သူတို့နှစ်ဦးမျက်လုံးချင်းစုံပြီးပြုံးလိုက်ကြတယ်ခွဲခွာရတဲ့နာကျင်မှုကကောင်လေးရဲ့ရင်ထဲမှာကြံရစ်ခဲ့ပါတယ်အဖိုးအိုကတော့ကောင်လေးကိုမြ мян ထွက်သွားစေချင်ပြီးရင်ထဲမှာမီးတောက်နေပါတယ်အဲ့ဒီနေ့နောက်ပိုင်းမှာမိန်းကလေးရဲ့စိတ်တွေလွတ်ထွက်သွားပုံရပါတယ်သူမဟာကောင်လေးထွက်သွားတဲ့ဘက်ကိုနေတိုင်းငေးကြည့်နေပြီးတချင်းတွေပဲနားထောင်နေတတ်ပါတယ်အဖိုးအိုကဘလောက်ခေါ်သူမမထူးပါဘူးအဖိုးအိုကဒေါသအလျောက်သူမရဲ့တချင်းနားထောင်ဆက်ကိုလူယူပြီးမြေပြင်ပေါ်ရိုက်ခွဲလိုက်ပါတယ်အဲ့ဒီအခါမှာပထမဆုံးအချိန်အဖြစ်မိန်းကလေးကအဖိုးအိုကိုဒေါသတကြီးပြန်ကြည့်ပါတယ်အဖိုးအိုရဲ့အလွန်အကျွံထိန်းချုပ်မှုတွေကသူမကိုစတင်နှောက်ယှက်လာပါပြီရေချိုးနေချိန်မှာတော့သူမကအဖိုးအိုပြောတာကိုနားမထောင်တော့သလိုညဘက်လက်ကင်အိတ်တာကိုလည်းမနစ်သက်တော့ပါဘူးအဖိုးအိုအလုတ်သွားချိန်မှာမိန်းကလေးဟာဘီရိုထဲကမင်္ဂလာဝတ်စုံတွေကိုခိုးထုတ်ဝတ်ပြီးကျုံးမဲ့နှစ်ချက်လေးတက်ကကောင်လေးပြန်လာမှာကိုစောင့်နေတတ်ပါတယ်မိန်းကလေးဟာအိမ်အောင်ပြုခြင်းရဲ့အတိတ်ပဲကိုအပြည့်အဝနားမလည်သေးပါဘူးဒါပေမဲ့အခုတော့သူမဟာအဲ့ဒီကောင်လေးရဲ့တလို့သမီးပဲဖြစ်ချင်နေပါပြီအဖိုးအိုကဒါကိုဘလို့မှတီးမခံနိုင်တော့ပဲသူမကိုချော့ဖို့အတွက်ဆွဲကြိုးတကုံးဝယ်လာပေးပါတယ်ကဘာကြီးကိုမမြင်ဘူးတဲ့မိန်းကလေးဟာဒါကိုမြင်ရင်ပျော်သွားမယ်လို့သူထင်ခဲ့တာပါဒါပေမဲ့မိန်းကလေးကဆွဲကြိုးကိုဒေါသတကြီးဆွဲဖြတ်ပြီးပစ်ချလိုက်ပါတယ်တစ်ချိန်ကအရန်လိမ်မာခဲ့တဲ့မိန်းကလေးဘာကြောင့်ဒီလောက်အထိပြောင်းလဲသွားရတာလဲဆိုတာကိုအဖိုးအိုအံ့ဩနေခဲ့တယ်အဲ့ဒီနောက်မှာတော့မိန်းကလေးကအဖိုးအိုကိုပို့ပြီးစိတ်ဆိုးအောင်ဧည့်သည်တွေနားမှာသွားထိုင်ပြီးကောင်လေးနဲ့တမင်တကာပို့ပြီးနီးနီးကပ်ကပ်နေပြပါတယ်ဒါကိုမြင်လိုက်ရတဲ့အဖိုးအိုဟာဒေါသကြောင့်တုန်ရင်သွားပြီးမိန်းကလေးကိုခြိကအခန်းထဲခေါ်သွားပြီးဧည့်သည်တွေအားလုံးကိုနှင်ထုတ်လိုက်ပါတော့တယ်မိန်းကလေးရဲ့အမူအရာပြောင်းလဲမှုတွေကအဖိုးအိုကိုကြောက်လန့်စေပါတယ်သူထပ်ပြီးမဆောင်နိုင်တော့ဘူးလို့ခံစားလိုက်ရတယ်မင်္ဂလာဆောင်ရက်ကိုအမြန်ရောက်စေဖို့ပြက်ကလေးပေါ်ကရက်တွေကိုကြော်ပြီးချစ်ပစ်လိုက်ပါတယ်ဒါပေမဲ့သူကြောက်နေတဲ့အရာကတကယ်ဖြစ်လာပါတယ်ကောလိပ်ကျောင်းသားလေးဟာငါးဖမ်းဖို့အတွက်နောက်တစ်ချိန်ရောက်လာပါတယ်ဝမ်းနဲ့နေတဲ့မိန်းကလေးရဲ့မျက်နှာဟာသူ့ကိုမြင်လိုက်ရတာနဲ့လင်းလက်သွားပါတယ်သူမကကောင်လေးရဲ့လက်ကိုဆွဲပြီးလှေပေါ်ကိုခေါ်လိုက်တယ်အဖိုးအိုမှာတော့အထုပ်ပိုးတွေအပြည့်ကင်ထားရပေမဲ့မိန်းကလေးကသူ့ကိုမကူညီပါဘူးအဖိုးအိုဟာခက်ခဲစွာနဲ့လှေပေါ်တက်ပြီးဒေါသတွေကိုမျိုးတိတ်ကတစ်ဖက်ကိုတိတ်တဆိတ်ထွက်သွားပါတော့တယ်ဒါပေမဲ့မိန်းကလေးကတော့ဂရုမစိုက်ပါဘူးသူမဟာကောင်လေးနဲ့ချစ်သူတွေလိုပဲပျော်ပျော်ပါပါစကားပြောပြီးရေမောနေပါတယ်နောက်ဆုံးမှာတော့အဖိုးအိုဟာတီးမခံနိုင်တော့ပဲလက်လျှော့အရှုံးပေးလိုက်ပါတော့တယ်